ဝရဲ့လက်ကျန်နေတဲ့လေးတွေမှာဘသူ့ကိုမှမမုန်းပဲနဲ့ဘသူ့ဘော်ကိုမှအညှိုးအတင်းအာဃာတနေထားပဲနဲ့ဘဝကိုဖြတ်တန်းကြည့်ပါမိမိရဲ့စိတ်ကိုနာကျင်စေမဲ့အရာတွေမိမိရဲ့စိတ်ကိုပင်ပန်းစေမဲ့အရာတွေဆိုရင်ဝေးဝေးကရှောင်ကျဉ်တတ်အောင်ကြိုးစားသင်ယူပါအသက်အရွယ်တစ်ခုရလာပြီဆိုရင်အရင်ကလိုတစ်ခုခုဆိုရင်မျက်ရည်လွယ်တတ်တဲ့စိတ်ထားတစ်ခုခုဆိုရင်ခံစားလွယ်တဲ့စိတ်ထားတွေကိုအရင်ဆုံးပြုပြင်ပြောင်းလဲကြည့်ပါအေဂျင့်တည်ငြိမ်စွာနေတတ်ဖို့ဘာသာရေးတွေကိုအရင်ကထက်ပိုလုပ်ဖြစ်အောင်ချိန်ပေးရမယ်တရားများများနာဖြစ်အောင်လည်းချိန်ပေးရပါလိမ့်မယ်တကယ်တော့လူဘဝကိုရုပ်လာခြင်းရုပ်မလာခြင်းတွေနဲ့မတိုင်းတာပဲစိတ်ထားကောင်းခြင်းစိတ်ထားမကောင်းခြင်းနဲ့တိုင်းတာရမယ်စီးစိမ်ဥစ္စာများစွာရှိခြင်းစီးစိမ်ဥစ္စာများစွာမရှိခြင်းတဲ့ကုသိုလ်များစွာရှိခြင်းကုသိုလ်များစွာမရှိခြင်းတွေပဲတိုင်းတာပြီးဘဝကိုအေးချမ်းစွာဖြတ်သန်းရမယ်စီးစိမ်ဥစ္စာရှိပြီး